အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့မှာ video short video လေးတစ်ပုဒ်လုပ်ဖို့ပေါ့နော်အဲ့တော့ဗာလဲဆိုတာက internet သုံးနေတဲ့လူတိုင်းပေါ့နော်ဒါ laptop နဲ့ internet သုံးနေတဲ့လူတိုင်းရုံးပေါ့နော်ရုံးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်မှာပဲဖြစ်ဖြစ် wifi သို့မဟုတ်ဒါ internet ပေါ့နော် LAN ကြိုးနဲ့သုံးတဲ့ဒါ internet ရုံးသုံး officer တွေပဲဖြစ်ဖြစ်ကျွန်တော် networking သမားတွေအတွက်ပဲဖြစ်ဖြစ် video လေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်တယ်ပေါ့ဒါ Bluetooth အနေနဲ့ပေါ့အဲ့တော့ဘယ်လိုအဲ့ဒါဗာလဲဆိုတော့ကျွန်တော်တို့လန်ကျိုးနဲ့သုံးတဲ့အချိန်မှာ internet ရမရ internet ကကောင်းမကောင်း internet ပေါ့နော်ဒီ connectivity ရှိမရှိပြီးတော့ဒီ wifi နဲ့သုံးတဲ့အချိန်မှာလည်းဗျာ internet wifi တော့မိနေတယ် internet ကရမရမသိဘူးအဲ့လိုမျိုးအနေထားတွေမှာကိုကဟိုပေါ့နော်စစ်ဆေးတဲ့အခြာမျိုးကိုကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့လွယ်လွယ်လေးပါကိုယ့်ရဲ့ကွန်ပျူတာမှာ Windows R ပေါ့ Runbox ကိုကျွန်တော်တို့ခေါ်လိုက်မယ်အဲ့တော့ Windows R ကိုရပြီဆိုတာနဲ့ကျွန်တော်ဘာလုပ်မလဲပင်းရပါမယ်အဲ့တော့ပင်းရပါပင်းနေဆိုတာဘာလဲအရင်ရှင်းပြပေးမယ်ပင်းနေဆိုတာဒီကျွန်တော်တို့ဒီကိုယ့်ရဲ့ကွန်ပျူတာကနေအခြား server ကိုပေါ့နော်တင်းငယ်တဲ့ package လေးကျွန်တော်တို့ပို့ပေးလိုက်တာပို့ပေးလိုက်တဲ့အချိန်မှာအဖြေပြန်လာတယ်ဒီအဖြေပြန်လာတာနှစ်မျိုးရှိရပေါ့နော်ဟို internet ရတယ်ဆိုရင်သူက TTN time to live ပေါ့နော်အဲ့ဒါလေးနဲ့ second လေးနဲ့လာတယ်လုံးဝ internet ကစက်သွယ်မရဘူးကျွန်တော်တို့ video conferencing တွေလုပ်တယ်ဇွန်းနေနဲ့လုပ်တဲ့အချိန်မှာ line ကျသွားတယ်အဲ့ဒါမှချက်ချင်းပင်းရတာမျိုးရှိတယ်ဘာလို့ဆိုတော့ကိုကအရေးကြီးတဲ့ကုမ္ပဏီဥက္ကဋ္ဌတွေပိုင်းနဲ့လုပ်နေဆိုရင်ဟို internet ကကောင်းမှဖြစ်မယ်အဲ့တော့ကောင်းမှဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကပင်းတိုက်ပေါ့နော်ပင်းစေရတယ် TTN ပေါ့ time to live ဘယ်လောက်ရှိလဲစေရတယ်အဲ့တော့အရင်ဆုံးကျွန်တော်ပြောပြပေးမယ်အဲ့တော့ဒါတွေကဘယ်လိုစစ်လို့ရလဲဆိုတော့ပင်းရဲ့နောက်မှာကျွန်တော်တို့ဒီမှာပေါ့နော် round box လေးကိုခေါ်လိုက်ပြီး round box လေးကိုခေါ်ပြီးတော့ကျွန်တော်ကပင်းမယ်ပေါ့နော်ပင်းတဲ့နေရာမှာအများကြီးပင်းလို့ရတယ်www.youtube.com လည်းပင်းလို့ရ youtube.com ဆိုတာလည်းကျွန်တော်တို့ IP address ပဲဖြစ်တယ် youtube.com မှာသူ့ IP ရှိပြီးသား www.google.com ရတယ်အဲ့တော့ဒီဟာရဲ့ကျွန်တော်ကဗျာဥမာ wifi ရရဖြစ်ဖြစ် internet ရရဖြစ်ဖြစ်ဒီကောင်းရဲ့ IP ကိုမသိဘူးမင်းဘယ်လိုပင်းမလဲမရှိပါဘူးအဲ့လိုတွေကျွန်တော်တို့ဟို